မင်္ဂလာပါဒီနေ့မှာဆိုရင်ငချင်းချက်နီလေးကျွန်တော်ဒီမှာဖြစ်တယ်နော်။မှာဆိုရင်ဒီလိုချုံမုတ်ထည့်မယ်စားထည့်မယ်ပေါ့နော်။ဒီစနစ်မုတ်လေးထည့်မယ်။အဲ့လိုပေါ့နော်စားစနစ်ထည့်ပြီးတော့ဒီလိုနယ်လိုက်ပေါ့နော်ဒီလိုနယ်ထားပြီးတော့နှက်ထားပြီးတော့ရှင်ဒီစီတက်ပြီးတော့ပြချက်မှာဖြစ်ပါတယ်။နော်ဒီလေးနှက်ထားတာဖြစ်ပါနော်။ဒီမှာဆိုရင်ဒါလေးသေးလေးကိုစီတက်တာပါကျွန်တော်တို့လေးလေးလေးဖြစ်တာပါဒီလေးနဲ့တက်တယ်ဆိုတော့ဒီလိုပဲဒီခနဲ့နဲ့ဆိုလို့ရနော်အဲတော့ကျွတ်တုံရုပ်ကြီးကျွတ်တုံဖြူဒီဘောထောင်းထပ်ပြီးတော့ဒီလိုစီတက်လိုက်နော်စီတက်လိုက်ပြီးဆိုတာနဲ့ပြီးမှမရှင်းလို့ဖြစ်မှာဖြစ်တယ်နော်အဲဒီလိုမရှင်းလေးကိုပေါ့နော်မျိုးလေးလက်စီတက်ပြီးတော့ဒီလိုလိမ့်နေအောင်နည်းနည်းဆောက်အောင်နော်ဒါနည်းနည်းဒီလေးဆောက်အောင်ဒီလိမ့်နေအောင်ကြော်ပြီးလို့ရှိရင်နော်ဖောင်းသွားရဆိုဒီလိုဒီနေ့ဒီလေးတိုင်းရဆိုရမှာနော်ဒီမှာဆိုရင်ရေလေးမပြုတ်လေးပေါ့နော်ထည့်ပေးရပြီးတော့ဒါဖုံးပြီးတော့ပေါ့နော်နိုင်ခွက်လောက်လေးဒါဒီလေးခန်းကိုချက်လိုက်မယ်ဆိုရင်စဉ်းစားရချက်ပါပြီးတော့ပြီးလို့ချင်းကျွန်တော်တို့ဗာထည့်မယ်ဆိုရင်စပလင်ဟုတ်တယ်ပါစပလင်တွေပါလေးပေါ့နော်ဒါရှင်းနိုင်ထည့်မှာဖြစ်ပါတယ်ကဲရှင်းလေးထွက်တာလေးရပါပြီကဲလို့ဒီတက်ဆိုအောင်မပုံမှန်ထားလိုက်ရပြီနော်ချက်လေးတွေကျွန်တော်ခဏခဏတင်ပြရပြပါတယ်ဒီမှာကျွန်တော်ရှင်းလေးတွေလို့လိမ့်နေတာပြောရဲနော်ဒါရှင်းနေတာလေးတွေဟလားဒီနေ့လေးတွေနာလေးတွေပြန်တယ်ဖြစ်သွားနော်ဒီငရှင်းသားဆိုတော့ယောက်ျားလေးတမင်ကလေးတဲ့နော်ခொနဲ့မှတစ်ပတ်မှတရတော့စားပြီးနေတယ်အသွေးအကောင်းတယ်နော်ဒီကတော့ဒီပြင်မန်းနေဟလားငရှင်းသားလေးကိုမြင်ရတော့မဟုတ်နော်တစ်ပတ်မှတရတော့ပေါ့စားမယ်ဆိုရင်ကောင်းပါရဲ့နော်ကျွန်တော်တို့ဒါနေပြီးစိတ်နဲ့ချက်တာမို့နေနေလေးဖြစ်တယ်နော်စိတ်တော့မငြင်းကဲရှင်းသားလေးဆက်လေးတစ်ခွက် share ရပါပြီခင်ဗျာစားကျင်တဲ့သူတွေစာလေးပို့လာလို့ရအောင်နော်ချက်ပြမယ်နော်ငယ်ချင်းတို့ရေစားကြပါအောင်လားစားကြမယ်နော်ရှင်းသားလေးရပါပြီခင်ဗျာနော်စားလို့ကောင်းနော်ရှင်းသားလေးကိုစားကြပါအောင်လားတကယ်ချင်းတို့ရေဒီပေါင်းကြီးရွက်သူကစိတ်တော့ကြည့်ရနော်